ညီလေးတို့ရေဝေဖန်ခံရတဲ့အခါပထမဆုံးခံစားရတာကနာကျင်မှုဒေါသဒါမှမဟုတ်ကာကွယ်ခြင်းစိတ်ပဲဒါပေမဲ့ဒီခံစားချက်ကမင်းရဲ့တိုးတက်မှုအခွင့်အရေးကိုပိတ်ဆို့တယ် Thanks for the feedback စာအုပ်ကဝေဖန်ခံရတဲ့အခါတွန်တင်တာကတုံ့ပြန်ချက်မှာအမှန်တရားအမြဲလိုပါတယ်ကိုယ်သဘောမတူရင်တော့အဲ့ဒီအမှန်တရားကိုရှာဖွေနိုင်ရင်မင်းဟာတိတိတသာကြီးထွားလာမယ်ဒီအလေးကျင့်ကိုနေ့စဉ်သုံးရင်ညီလေးဟာဝေဖန်မှုကိုကြောက်တဲ့စိတ်ရောကြလာမယ်လူတွေရဲ့အမြင်ကိုတန်ဖိုးထားလာမယ်ကိုယ့်ရဲ့အားနည်းချက်တွေကိုမြင်ပြီးတိုးတက်လာမယ်ဝေဖန်မှုကြားရတာနဲ့ချက်ချင်းပြန်မပြောပါနဲ့ကျေးဇူးတင်ပါတယ်လို့ပြောပါနောက်တစ်ရက်ဒါမှမဟုတ်စိတ်အေးသွားတဲ့အခါပြန်စဉ်းစားပါအမှန်တရားကဘာလဲသင်ခန်းစာကိုခြာရေးပါပြီးရင်လိုအပ်တဲ့ပြောင်းလဲမှုလုပ်ပါအားသာချက်ကဆက်ဆံရေးတွေပိုကောင်းလာမယ်ကိုအားနည်းချက်တွေကိုသိလာမယ်အားနည်းချက်ကပထမဆုံးအချိန်တွေမှာစိတ်ခံစားမှုကိုထိန်းဖို့ခက်တယ်ဒါပေမဲ့လေ့ကျင့်လေပိုလွယ်လေဒီနေ့ကစပြီးသင်ရရှိခဲ့တဲ့ဝေဖန်မှုတစ်ခုကိုရွေးပြီး9မိနစ်လောက်စဉ်းစားပါဒီထဲကငါဘာသင်ယူလို့ရမလဲဒီအလေးအကျင့်လေးကတစ်နှစ်အတွင်းညီလေးရဲ့ခံနိုင်ရည်နဲ့ဉာဏ်ပညာကိုဘလောက်မြင့်မားသွားစေမလဲဆိုတာတွေးကြည့်ပါညီလေးတယောက်ရဲ့အာယုံဆိုင်မှုဟာသူ့ရဲ့အနာဂတ်ကိုတည်ဆောက်ဖို့အတွက်ပဲဖြစ်ရမယ်နေ့စဉ်9မိနစ်စာဒီလိုအခြေခံတွေကိုလေ့လာပြီးဘယင်တယောက်အတွေးခေါ်ဖြစ်ဖို့ follow လုပ်ထားပါ